Hello မင်္ဂလာပါကျမနဲ့တူတူအရန်လာတဲ့နေရာလေးကိုလိုက်ခင်ရင်းနဲ့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဘယ်နေရာလေးမှာအလုပ်လျှောက်တင်နေဆိုတဲ့အကြောင်းလေးကိုပြောကြမယ်ပေါ့နော်ပထမဆုံးချက်ကကြတော့ဒီဗီဒီယိုကကြတော့ကျမလိုမျိုးဒီတဘာဝတရားကိုသဘောကျတဲ့လူမျိုးတွေတော့ဒီတောင်တွေကိုကြည့်ရတာတို့ရေတွေကိုကြည့်ရတာကိုစိတ်ဆူဆူကြည့်ရတာကိုသဘောကျတဲ့လူမျိုးတွေဒီစီကြီးလိုနေရာမျိုးတွေအသက်ရှူကျက်တယ်လို့ခံစားတဲ့လို့ခံစားရတဲ့လူမျိုးတွေပဲဒီဗီဒီယိုလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုတော့သဘောထားကွဲလွဲနိုင်တာတွေရှိပါတယ်ရှင်။ဥပမာဖြင့်ထိုင်းနိုင်ငံကိုရောက်တော့မယ်ထိုင်းနိုင်ငံကိုသွားတော့မယ်ဆိုရင်ဘယ်နေရာတွေကိုအရင်ဆုံးကိုကအလုပ်လျှောက်ကျင့်တယ်ဆိုလို့ရှိရင်ကမ်းခြေတွေဖြစ်တဲ့ဒီကျမတို့အခုဖူခက်ပေါ့နော်ဖူခက်မှာဖြစ်ပြီးသွားတော့ဒီပတ္ထရာမှာဖြစ်ပြီးသွားတော့ဒီကော့စမွေတို့ကော့ဖန်ငါတို့အဲ့လိုနေရာမျိုးလေးမှာလည်းအလုပ်လျှောက်တင်တယ်လို့ချင်းမိုင်လိုနေရာမျိုးလေးမှာလည်းအလုပ်လျှောက်တင်ပါတယ်ရှင်။ဘန်ကောက်ကတော့လေကျမရဲ့ personal feeling ရပါတော့ဘန်ကောက်ကိုတော့တိတ်သဘောမကျဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကလူနေမှုထူထပ်တဲ့ဒီ crowded ဖြစ်တဲ့ကျမအနေနဲ့ကြတော့အသက်ရှူကျက်တယ်လို့ခံစားဖြစ်တဲ့အတွက်ဒီဘန်ကောက်ကိုတော့ကျမမရွေးချယ်ဘူးပေါ့နော်ဒီကျန်တဲ့နေရာလေးတွေကိုကျမရွေးချယ်ရတဲ့အကြောင်းအရာကြတော့လေကျမတို့ကမိဘတွေနဲ့ဝေးတဲ့နေရာမှာကိုယ်ဆွေမျိုးသားချင်းဒီနဲ့မွေးတဲ့နေရာမှာလာနေရတာဖြစ်တဲ့အတွက်တခါလေးကြားလို့ရှိရင်စိတ်ဖိစီးမယ်စိတ်ထွက်ပေါက်မရှိတာမျိုးအထီးကျန်ဆန်တာမျိုးတွေဖြစ်တဲ့အခါမှာအခုလိုမျိုးတဘာဝတရားတို့ဒီလေကောင်းလေတန်းရတာတို့ကကိုယ့်ရဲ့စိတ်ကိုအနှဲငယ်ကိုပျော်ရွှင်စေတယ်ပေါ့နော်နောက်တစ်ခုကကြတော့အလုံးနဲ့ဘဝနဲ့လည်း balance ဖြစ်တယ်လို့ခံစားချက်ရတယ်ပေါ့နော်ဆိုလိုချင်တာကတော့ပေါ့နော်အခုလိုမျိုးဆိုရင်ကျမဆိုရင်မနက်၈နာရီညနေ9နာရီအလုပ်ပြီးတယ်အလုပ်ကပြန်လာလို့ရှိရင်ကိုယ့်ဘာသာကိုအချိန်လေးပေးပြီးတော့ကန်းစီလေးမှာပဲဖြစ်သွားထိုင်တာမျိုးပဲဖြစ်အခုလိုမျိုးဆိုင်ကယ်လေးပဲဖြစ်ဆိုင်ကယ်လေးကိုမစီးတိုင်ရင်ငါအဲ့လိုမျိုးပေါ့နော်ဆိုင်ကယ်လေးစီးပြီးတော့ဒီမျိုးတစ်ပတ်ကိုပတ်ကြည့်တာမျိုးပဲဖြစ်ဒါမှမဟုတ်ဘူးကိုယ့်ကိုအခန်းထဲမှာနေလဲရပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင်အခန်းထဲမှာအမြဲနေခြင်းဟာလဲကိုယ့်ရဲ့ပေါ့နော်ဒီအုံနောက်ကိုလှုံ့ဆော်ဖို့ဒီ productivity ဖြစ်တာတွေပါတယ်အရင်နေတာဖြစ်တဲ့အတွက်အဓိကလေကောင်းလေတန်လေးရှူမယ်တဘာဝပတ်ဝန်းကျင်လေးကိုလည်းခံစားမယ်ဒီဟိုဘက်ကိုကြည့်လဲတောင်းဒီဘက်ကိုကြည့်လဲကမ်းခြေရှိတဲ့ဘဝမျိုးလေးမှာနေရတာဖြစ်တဲ့အတွက်လေလူကအရင်အထက်စားလို့ရှိရင်ကျမတို့ရဲ့အုံနောက်ဉာဏ်တွေဖွံ့ဖြိုးလာတယ်ပြီးသွားတော့ဒီအတွေးမြင်သစ်တွေလည်းများလာတယ်အဲ့ဒီအတွေးမြင်သစ်တွေများလာတယ်ဆိုတာလည်းကျမတို့ဒီဖူခတ်တို့ပေါ့နော်ဒီကမ်းခြေမျိုးတွေမှာကြတော့နိုင်ငံခြားသားဧည့်သည်တွေတအားများတာဖြစ်တဲ့အတွက်ကကြတော့အင်္ဂလိပ်စကားကတော့မဖြစ်မနေပြောရတယ်ပေါ့နော်အဲ့ဒီအခါမှာကိုကအင်္ဂလိပ်စာအခြေခံမကောင်းခဲ့ဘူးဆိုရင်တော့မှပဲဒီရောက်တဲ့အခါမှာသူ့ဟာနဲ့သူပဲပေါ့နော်ဒီဘဝကြီးရဲ့တင်ပေးသွားတယ်ဆိုတဲ့စကားလို့ပေါ့သူ့ဟာနဲ့သူအများကြီးပို့ပြီးတိုးတက်လာပါတယ်ပြီးတော့အတွေးအမြင်ဟာဒီတကယ်ကြီးကိုတိုးတက်လာပါတယ်ဘာကိုဆိုလို့ချင်တာလဲဆိုတော့ကိုဟာလူမျိုးပေါင်း16000မဟုတ်ဥပမာဖြင့်ကျမတို့ဟိုတယ်မှာဆိုရင်တနေ့ကို check in 10ခန်းရှိမယ်ဆိုရင်တော့မှပဲလူမျိုး10မျိုးဖြစ်လာနိုင်တယ်အဲ့ဒီအခါမှာကျမတို့စကားပြောကြည့်ကြမယ်ဒီအသိဉာဏ်တွေဗဟုသုတတွေဖက်လဲကြမယ်ပေါ့အဲ့ကြလို့ရှိရင်တချို့သူများနိုင်ငံတွေရတဲ့ကောင်းတဲ့အချက်တွေကိုကျမတို့ယူရဲမကောင်းတဲ့ချက်တွေကိုဖယ်ပေါ့နော်လူချင်းအပြင်ကျမတို့ရဲ့အုံနောက်တွေအတွေးအမြင်တွေကလည်းအများကြီးအရင်အထက်ပို့ပြီးတော့အဲ့လိုကျယ်ပြန့်လာတယ်ပေါ့နော်အဲ့တော့ပြီးတော့ဒီထိုင်းနိုင်ငံဖူးခတ်မှာပဲဖြစ်လက်ရှိကျမအလုပ်လုပ်နေတဲ့နေရာမှာလစာတွေကဘယ်လောက်ရလဲလို့မေးကြမယ်ပေါ့လစာကတော့အခြေခံအပြင်ကတော့အားလုံး12000နဲ့ပေးကြတယ်တချို့တစ်သေးတွေဆိုလို့ရှိရင်12000ဟိုတော့မှပေါ့နော်သူကကိုက experience မရှိသေးဘူးဆိုလို့ရှိရင်12000ပဲပေးတဲ့အပြင်ကိုတနေ့ကို12နာရီလုပ်ခိုင်းတဲ့အပြင်တစ်ပတ်ကိုတရက်တောင်ခွင့်မပေးတာမျိုးတွေတော့ရှိရပေါ့ဒါကတော့ကိုက experience လည်းမရှိသေးဘူးဆိုလို့ရှိရင်တော့ okay ခဏလောက်တော့လုပ်ထားလိုက်ပေါ့နော်အဲ့လိုမျိုးမှမဟုတ်ဘူးကိုက experience လည်းရှိလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်ကအခွင့်အရေးတွေအများကြီးရှိပါတယ်ရှင်ဥပမာအားဖြင့်တလားကို19000ရနိုင်တယ်18000ရနိုင်တယ်ကိုဟာကိုယ့်ရဲ့ skill ကိုထုတ်ပြရင်ထုတ်ပြနိုင်တယ်လို့အလုပ်တစ်ခုမှလည်းအဆင်ပြေနိုင်မှာနောက်တစ်ခုကကြတော့အလုပ်ကိုဘယ်လိုလျှောက်ကြမလဲโอเคအလုပ်ကိုဘယ်လိုလျှောက်ကြမလဲဆိုလို့ရှိရင်ကိုဟာထိုင်းနိုင်ငံမှာရောက်နေတဲ့လူပေါ့ဖူခတ်တို့ဘာလို့နေရာမျိုးမှာရောက်နေတဲ့လူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာအခုကာလာအလုပ်လျှောက်လို့ကောင်းတဲ့အချိန်မှာဝန်ထမ်းလေးများလိုသလားဆိုပြီးတော့ကိုတွေ့ရနေရလေးများလိုက်မေးလို့လည်းရတယ်လို့ online ဖြစ်တဲ့ Facebook တို့ဘာတို့မှာဆိုလို့ရှိရင်အလုပ်ခေါ်တဲ့အားလေးကိုကျွန်မအများကြီးတွေ့ပါတယ်ရှင်တော်တော်များများအခုဆိုရင်ဝန်ထမ်းတွေပြန်ခေါ်နေပြီဖြစ်တဲ့အတွက်အခုချိန်ကတော့အလုပ်ရှာလို့အကောင်းဆုံးအချိန်ပါပဲအလုပ်ရှာလို့ရှိရင်ကိုပါလေးပြင်ထားရမယ်ဆိုလို့ရှိရင် CV form ရဲ့အခုဒီမှာအလုပ်လုပ်ပိုင်ခွင့်ရှိတဲ့ document ဖြစ်တဲ့ work permit တို့ရဲ့ကိုယ့်ရဲ့ passport စာအုပ်ရဲ့pink card
ပေါ့နော်ရှင် pink card ရဲ့အဲ့ဒီဟာတွေပြင်ဆင်ပြီးတော့အလုပ်လျှောက်လို့ရပါတယ်ရှင်တခုခုသိချင်တာရှိလို့ရှင်လည်းကျမကို comment လေးပေးခြင်းအားဖြင့်မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်